ုံတိုင်းပြီးသွားတဲ့အချိန်မှာဒီကိစ္စဖြစ်ခဲ့တာပါပဲ ကျမဘဝရဲ့အဆိုးဝါးဆုံးအိမ်မက်ပါဘူးဒီလိုဖြစ်လာလိမ့်မယ်လို့ကျမလုံးဝမထင်ထားခဲ့မိဘူး ကျွန်တော်မိန်းမစကားကိုနားထောင်ခဲ့ရမှာ ကျမယောက်ျားဒီယောဂါကိုအိမ်ကိုတည်လာခဲ့တာလေကျမပြောသလိုသာသူလှုပ်ခဲ့မဲဆိုရင်ကျမရင်နေကွဲခဲ့ရမှာမဟုတ်ဘူး အိမ်သာသွားပြီးတိုင်းလက်ဆေးပါလို့မိန်းမကပြောတယ်ကျွန်တော်မလုပ်ခဲ့မိဘူး သမီးလေးနေမကောင်းဖြစ်တော့ကဝင်းနေလျှောပြီးတော့ဘိုက်နာတယ်နဲ့အော်နေရှာတယ် ကျွန်တော်သမီးလေးဝမ်းပြက်ဝမ်းလျှောယောဂါဖြစ်ခဲ့တယ် ဆရာဝန်ကဒါယောက်ျားရဲ့လက်ကမတန့်လို့ဒီယောဂါဖြစ်တာလို့ပြောတယ် ကျွန်တော်အိမ်သာသွားပြီးချင်းသမီးလေးကိုထမင်းခွန်ကျွေးမိခဲ့တယ်အဲ့မှာယောဂါပိုးကူးသွားတာလေ မုံတိုင်းပြီးကစားဆိုတော့သမီးလေးကိုတိုက်ဖို့ရေးတန့်ရလဲရှာမတွေ့ခဲ့ဘူး သမီးလေးဆုံးတော့သူ့အသက်က4နှစ်ပဲရှိသေးတယ် မေ18ရက်ကျမမမေ့သေးပါဘူး2008ကပေါ့